လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ2025ခုနှစ်ထိုင်းနိုင်ငံမှာကျင်းပမယ်ဒီဇင်ဘာလစီးကင်းအတွက်မြမလက်ရွေးစဉ်အမျိုးသား U23 အသင်းနဲ့မြမအမျိုးသမီးလက်ရွေးစဉ်အသင်းတို့ရဲ့အုပ်စုမဲခွဲပွဲရလဒ်တွေကိုအော်တိုဘာလ19ရက်နေ့ယနေ့နေ့လယ်မှာပဲထုတ်ပြန်ခဲ့ပါပြီအမျိုးသား U23 အသင်းရဲ့ပြိုင်ပွဲမှာတော့အုပ်စု3စုရှင်ပြိုင်မှာဖြစ်ပြီးတော့မြမအသင်းကတော့အုပ်စု C မှာအင်ဒိုနီးရှားဖိလစ်ပိုင်စင်ကာပူတို့နဲ့တအုပ်စုထဲကြာရောက်နေပြီးတော့အုပ်စုကျက်နေပါတယ်ဆီမီဖိုင်နယ်တက်ရောက်ဖို့အတွက်အကျိတ်နဲ့ရှင်ပြိုင်ရမယ့်အနေအထားတွေတော့တွေ့နေရတယ်ခင်ဗျတက်ရောက်မယ့်အသင်း၄သင်းကတော့အုပ်စုပထမရတဲ့အသင်း၃သင်းနဲ့အကောင်းဆုံးအုပ်စုဒုတိယရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ဆီမီဖိုင်နယ်ဝင်ခွင့်ကိုတော့အလေးထားရှင်ပြိုင်ဖို့လိုအပ်နေပါတယ်မြန်မာအမျိုးသား U23 အသင်းအနေနဲ့စိတ်သက်ပိုင်းဆိုင်ရာမြင့်တင်မှုနဲ့အားနည်းချက်တွေကိုအမြန်ဆုံးပြင်ဆင်နိုင်မယ်ဆိုရင်တော့ဆီမီဖိုင်နယ်တက်ရောက်နိုင်မှုမျှော်လင့်ချက်တော့ရှိပါသေးတယ်အုပ်စု A မှာတော့ထိုင်းကမ္ဘောဒီးယားတီမောတို့ရှိနေပြီးတော့ထိုင်းအသင်းအနေနဲ့တော့အုပ်စုတက်လာနိုင်ခြေရှိနေတယ်အုပ်စု B မှာတော့ VNN မလေးရှားလာအိုတို့ရှိနေပြီးတော့ VNN အသင်းတက်လာနိုင်ခြေရှိပါတယ်အုပ်စု C ရဲ့အသင်း၄သင်းမှာကိုဘယ်အသင်းတွေကတက်လာနိုင်မလဲမြန်မာအသင်းပါဝင်လာနိုင်မလားဆိုတာကစောင့်ကြည့်ရမှာဖြစ်ပါတယ်အမျိုးသမီးလက်ရွေးစဉ်အသင်းရဲ့မဲခွဲပွဲမှာတော့အုပ်စု B မှာမြန်မာ VNN မလေးရှားဖိလစ်ပိုင်တို့ကရှိနေပြီးတော့အုပ်စုတက်နိုင်မှုဆိုရင် VNN အသင်းကိုတော့မြန်မာအသင်းအနေနဲ့အဓိကအားစိုက်ရှင်ပြိုင်ရဆုံးဖြစ်လိမ့်မယ်မလေးရှားနဲ့ဖိလစ်ပိုင်ကလည်း short တွဲလို့လုံးဝမရပါဘူးအုပ်စု A မှာတော့ထိုင်းအသင်းစင်ကာပူအသင်းအင်ဒိုနီးရှားနဲ့ကမ္ဘောဒီးယားတို့ရှိနေပါတယ်ထိုင်းနဲ့အင်ဒိုနီးရှားအသင်းနောက်တစ်ဆင့်တက်လာနိုင်ခြင်းများပါတယ်အုပ်စု A အတွက်ပေါ့နော်ဒီပြိုင်ပွဲမှာတော့အုပ်စု2ခုရဲ့ပထမနဲ့ဒုတိယရတဲ့အသင်း2သင်းစီကဆီမီဖိုင်နယ်မှာတွေ့ဆုံရမှာဖြစ်ပါတယ်လက်တလုံးအောင်မြင်မှုတွေစီးလုံးမှုခြေစွမ်းခြေစစီးချက်ကျနာနေတဲ့မြမအမျိုးသမီးလက်ရွေးစဉ်အသင်းဒီအချိန်မှာရောဘယ်အဆင့်ထိတက်လန်းနိုင်မလဲဆိုတာကိုခံမှန်းပေးခဲ့ကြပါဦးဟုတ်ကဲ့ပါကျွန်တော်တို့ update ဖြစ်နေတဲ့အားကစားသတင်းတွေကိုနေ့စဉ်လက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ CCBA Sport Channel လေးကို like and share follow subscribe လေးလုပ်ပေးခဲ့ကြဖို့တောင်းဆိုပါတယ်။နားဆင်ပေးတဲ့ဒုတိယချင်းစီအားအေဂျင့်ပျော်ရွှင်ပါစေခင်ဗျာ။